Mangutine မောင်စောဟာလှိုင်သာယာမြို့ပြင်ကငှားရမ်းခတ်တတဲ့တစ်သားအိမ်ဟောင်းကြီးတစ်ခုစီကိုတယောက်တည်းပြောင်းရွှေ့လာခဲ့ပါတယ်။အိမ်ကဟောင်းနှွမ်းနေပေမဲ့အေးအေးဆေးဆေးရှိလာတယ်လို့သူထင်ခဲ့လို့ပါ။ဒါပေမဲ့ညဘက်ရောက်တော့မောင်စောတယောက်တည်းအိပ်ဖို့အတွက်အိပ်ယာပြင်နေတော့အိမ်ပေါ်ထက်ကနေခြေတံလေးကြီးတစ်ခုကိုကြားလိုက်ရတယ်။ဒီအိမ်မှာသူကလွဲလို့ဘယ်သူမှမရှိတာကိုသူသေချာသိနေတာပါ။မောင်စောဟာတက်တိမွေးပြီးအပေါ်ထက်ကိုတက်သွားခဲ့တယ်။လှေကားထစ်တွေကသူနင်းလိုက်တိုင်းကျွေဆိုပြီးအတန်တွေထွက်နေကလေထုကလည်းရုတ်တရက်အေးစိမ်လာတယ်။အပေါ်ထက်ကအခန်းလွတ်တစ်ခုရဲ့တကားကနည်းနည်းလေးဟာပြီးပွင့်နေတယ်။တဖြည်းဖြည်းသူအနားကိုကတ်သွားပြီးအတာတုံးဖွင့်လိုက်တော့အခန်းထဲမှာဘာမှမရှိဘူး။ဒါပေမဲ့နေရံမှာချိတ်ထားတဲ့ဖုန်တက်နေတဲ့မှန်ကြီးတစ်ခုကိုသူမြင်လိုက်ရတယ်။သူမှန်ရှိကိုတွားရက်ပြီးကိုပြန်ကြည့်လိုက်တဲ့အချိန်မှာထူးဆန်းတာတစ်ခုသတိထားမိသွားတယ်။မှန်တဲကမောင်စောရဲ့ပုံရိပ်ဟာသူ့လို့တလို့လိုက်မလို့ပဲငြိမ်သက်နေတယ်။မောင်စောကအံ့ဩပြီးမှန်ကိုလက်နဲ့ထိလိုက်တဲ့အချိန်မှန်ပေါ်ကနေမှန်ကိုမထိနဲ့ဆိုတဲ့စာသားကသွေးရောင်နဲ့ရုတ်တရက်ပေါ်လာတယ်။ဒါပေမဲ့နောက်ကျသွားပါပြီ။မှန်တဲကပုံရိပ်ကမကောင်းဆိုးဝါးအပြုံးတစ်ခုနဲ့ပြုံးပြလိုက်ပြီးမောင်စောရဲ့လယ်ပင်ကိုမှန်တဲကနေလက်နဲ့လှမ်းပြီးညှစ်လိုက်ပါတော့တယ်။မောင်စောအသက်ရှူချက်ပြီးရုန်းကန်နေတော့မှပဲမှန်တဲကမောင်စောကအပြင်ကိုထွက်လာပြီးအပြင်ကမောင်စောကိုမှန်တဲဆွဲထည့်လိုက်ပါတော့တယ်။အခုတော့မောင်စောဟာမှန်တဲမှာပိတ်မိသွားပြီးအပြင်လောကမှာတော့မှန်တဲကထွက်လာတဲ့မကောင်းဆိုးဝါးကမောင်စောဖြစ်နေအိယာပေါ်မှာအေးအေးဆေးဆေးလှဲအိတ်နေလိုက်ပါတော့တယ်။တင်တို့အိမ်ကမှန်တွေကိုရောတေချာပြန်ကြည့်ပြီးကြပြီလား